ပြားတကယ်နာမတော်ချီးမွမ်းပါတယ်လို့ အာမင် အားလုံးဒီဘတ်တာလုံးမှာပေါ့နော်အခက်ခဲတွေမြောက်များစွာရှိတယ်ဒါဒီဥလူတွေဆိုလို့ရှိရင်ကျမတို့ဒီမုံရမှာဆိုလို့ရှိရင်ပေါ့ကျန်တဲ့နေရာတွေကရေကြီးတယ်မိုးများတယ်ပေါ့နော်ကျမတို့မုံရကကျတော့ဘာဖြစ်လဲဆိုမိုးလည်းမရွာဘူးပြီးတော့ခါကျတော့ရာသီဥတုလည်းအရန်အောင်မပူပြင်းတဲ့ရာသီဥတုဖြစ်တယ်ကျမတို့နေရထိုင်ရတာအရန်မတက်မတာဖြစ်တယ်ပေါ့လေခေါင်လိုမျိုးပဲနေရတယ်အခြားတနိုင်ငံလုံးကရာသီဥတုကတစ်မျိုးဖြစ်ပြီးကျမတို့မုံရကပုံစံတစ်မျိုးဖြစ်တယ်ဒီထဲကနေမှကျမတို့ဒီကလေးတွေလည်းချောင်းဆိုးကြနှာစီးကြဖြားကြနာကြပေါ့ဒီထဲကနေမှဖခင်ကကျမတို့ကိုကိုးကွယ်ဖို့အချိန်တိုင်းကိုပြင်ဆင်ပေးတယ်ဒီဘက်မှာမိသားစုတွေစုံလင်စွာနဲ့တွေ့ရတဲ့အတွက်ဖခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်လို့အာမင်ကျမအနေနဲ့ဒီအနေငယ်ပါဝင်ဖို့ပြင်ဆင်ထားတဲ့အရာရှိပါတယ်ဒါပါလဲဆိုတော့ကျမတို့ဒီတပတ်ပြီးတပတ်ပေါ့နော်ဒီလာခဲ့တဲ့သင်ခန်းစာရဲ့အဆက်ပေါ့နော်ကျမစဉ်းစားတာပေါ့နော်ဒီအရာကိုအဆက်လက်စတတ်မယ်ပေါ့ဒီသင်ခန်းစာကိုအဆုံးတတ်မယ်ပေါ့ကြည့်တဲ့အခါမှာကျမတို့တကယ်တော့ဒီအခုပေါ့နော်ကျမတို့ဟောတနင်္ဂနွေနေ့တိုင်းဒီတရားဟောတဲ့အချိန်မှာကျမတို့ဒီကြားနာရတဲ့ဒီမဿဲ73လို့ပြီးတော့ခါကျတော့ကျမရဲ့အချိန်မှာကျမပါဝင်တဲ့ဒီဇာတိနဲ့ဝိညာဉ်နဲ့ပတ်သက်တဲ့အရာတို့ပြီးတော့ခါကျတော့ဒီမတ်သူစာရဲ့သူ့ရဲ့ဒီသူ့ရဲ့ပါဝင်တဲ့ဒီနှုတ်ကပတ်တော်ဒီ antichrist ပေါ့နော်ဒီဟာပေါ့ဒီသုံးခုကဒီကျမတို့ဒီအချိန်မှာကျမတို့ကတယောက်နဲ့တယောက်တိုင်ပင်ပြီးမှဒီຢာတွေကိုလုပ်ကြတာမဟုတ်ဘူးပေါ့နော်ကျမလည်းကျမကဏ္ဍကိုသွားတယ်မတ်သူစာလည်းသူ့ကဏ္ဍနဲ့သူသွားတယ်တရားဟောတဲ့အခါမှာလည်းတရားဟောတဲ့ဆရာကလည်းသူ့ကဏ္ဍနဲ့သူသွားတယ်ပေါ့ဒါပေမဲ့ကျမတို့ဒီသုံးခုကဒီအချိန်မှာကြည့်တဲ့အခါမှာသုံးခုကတပြိုင်တည်းဟိုမှာချိတ်ဆက်မှုရှိပြီးမှတနေရာထဲမှာစုံပြီးတော့ရောက်နေတယ်လို့ဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတော့ကျမရဲ့တာဝန်ကျတဲ့sorry ကျမတာဝန်ကျတဲ့အပတ်တိုင်းကျမပြောတဲ့အချက်အလက်ရောဒီမတ်သူစာတာဝန်ကျတဲ့အပတ်တိုင်းမှာပြောတဲ့အချက်အလက်ပေါ့ပြီးတော့ခါကျတော့ဝတ်ပြုကိုးကွယ်တဲ့အချိန်မှာကျမတို့ကြားနာတဲ့ဒီနှုတ်ပတ်တော်တွေကအချက်လက်တွေရောဟာဒီတစ်ချိန်ထဲမှာတစုတစည်းတဲ့ဖြစ်အခုကျမဒီနှုတ်ပတ်တော်ကိုဒီပါဝင်နေတဲ့အချိန်ပေါ့နော်ဒီအချိန်ကကျမဟောနေတဲ့ဒီကယ်တင်ခြင်းရဲ့ဒီဒုတိယအဆင့်ကယ်တင်ခြင်းရဲ့ဒုတိယအဆင့်ဆိုတာပြောရရင်တော့ပထမပိုင်းနဲ့ဒုတိယပိုင်းဆိုပေမဲ့ဒီဟာကပထမပိုင်းနဲ့နောက်ဆုံးပိုင်းပဲပထမနဲ့ပထမတွဲဒုတိယတွဲဆိုပေမဲ့အစနဲ့ဇက်သိန်းနဲ့ပေါ့နော်ဒီလိုမျိုးပဲဒီအဲမှာဆိုကျမတို့ဒီအခုဒီပြောနေတဲ့အကြောင်းအရာတွေကိုတယောက်နဲ့တယောက်ချိတ်ဆက်ကြည့်မယ်ဆိုလို့ရှိရင်ဒီ antichrist ကလည်းဒီကျမတို့ရဲ့ဒီနောက်ဆုံးအချိန်တွေကိုပြောတာဖြစ်တယ်နောက်ဆုံးအချိန်တွေကိုပြောတာဖြစ်ပြီးမှတရားဟောတဲ့အထဲမှာနေ့စဉ်နဲ့တနင်္ဂနွေနေ့တိုင်းကျမတို့ကြားနာရတဲ့ဒီနှုတ်ကပတ်တော်ဒီမဿဲ73ကလည်းကျမတို့ရဲ့ဒီနောက်ဆုံးချိန်နောက်ဆုံးအပိုင်းဇက်သိန်းပိုင်းကိုပြောတာဖြစ်ကျမဒီအပတ်တိုင်းပါဝင်တဲ့ဒီနှုတ်ကပတ်တော်ဖြစ်တဲ့အကြောင်းအရာကလည်းဇက်သိန်းပိုင်းကိုပြောတာဖြစ်တယ်ကျမတို့ကယ်တင်ခြင်းရဲ့ဒုတိယပိုင်းပေါ့ဟာကယ်တင်ခြင်းရဲ့ဒုတိယပိုင်းဆိုတဲ့အခါမှာတတိယပိုင်းစတုတ္ထပိုင်းနေမရှိတော့ဘူးဒီဟာကနောက်တစ်ပိုင်းဖြစ်တယ်ကယ်တင်ခြင်းမှာနှစ်ပိုင်းပဲရှိပြီပထမပိုင်းနဲ့ဒုတိယပိုင်းဖြစ်တယ်ဒါနောက်ဆုံးအပိုင်းဖြစ်တယ်ကျမတို့ကဒီနောက်ဆုံးအပိုင်းဒီဒုတိယပိုင်းဖြစ်တယ်ဒီနောက်ဆုံးအပိုင်းမှာကျမတို့အသက်တာမှာကျမတို့ဖျားကိုရွေးချယ်ပြီးကျမတို့ဝိညာဉ်အသက်တာနဲ့ကျမတို့ရှောက်လန်းပါလားဒါမှမဟုတ်လို့ရှိရင်ကျမတို့ကိုယ်နှိုက်ကဒီကိုပေါ့မသိလိုက်မသိပါတာပေါ့ဒါမှမဟုတ်ရင်သိရလားဒီ antichrist ဖြစ်ဖို့ကျမတို့ရွေးချယ်တာလားပေါ့ကျမတို့ဒီမဿဲ73ထဲမှာပြောထားတဲ့အရာပေါ့နော်ဒီ
ဖျားသခင်ရဲ့နိုင်ငံတော်ထဲမှာကျမတို့အားလုံးထင်တာဖျားရဲ့နိုင်ငံတော်ထဲမှာတော့အကောင်းဆုံးတွေကြီးပဲအဖြူစင်ဆုံးတွေကြီးပဲအတန်ရှင်းဆုံးတွေကြီးပဲအဖြောင်းမှတ်ဆုံးတွေကြီးပဲအားလုံးစုဝေးပြီးတော့ရှိမှာပဲလို့ထင်တယ်ကျမတို့ဒီအပတ်တိုင်းနှုတ်ကပတ်တော်ကျမတို့ကြားနာခဲ့တယ်ကျမတို့ဒီလောကလေကွန်းဖြစ်တယ်ကျမတို့ဒီထဲမှာပဲတောမျိုးစေးနဲ့ကောင်းတဲ့မျိုးစေးကိုတခါတည်းတပြိုင်နဲ့ကျဲတပြိုင်နဲ့ဆိုတာရှေ့နောက်ပေါ့ရှေ့နောက်ကျဲတဲ့အခါမှာဒီတပြိုင်နဲ့ကြီးထွားလာတဲ့အခါမှာဘယ်အရာကတောမျိုးစေ့ဘယ်အရာကကောင်းတဲ့မျိုးစေ့ဆိုတာကိုချက်ချင်းလက်ငယ်ငယ်တုန်းမှာမသိနိုင်ဘူးမခွဲနိုင်ဘူးကျမတို့ဒီအဘာဝရဲ့ကလေးတွေမွေးဖွားသလိုမျိုးပဲဟာဒီကလေးကတော့ကြီးရင်တခိုးဒီကလေးကတော့ကြီးရင်လူတက်ကဒီကလေးကတော့မရင်းကဒါမျိုးဖြစ်မယ်လို့ကလေးတယောက်ကိုကြည့်ပြီးကျမတို့မပြောနိုင်ဟာဒီကလေးကတော့ဖုံးကြီးဖြစ်မယ်ဒီကလေးကတော့သူတော်စင်ဖြစ်မယ်ဒီကလေးကကဘာကြီးကိုကျုပ်ဆိုဒါမျိုးမပြောနိုင်ဘူးကျမတို့ဒီကလေးတယောက်မွေးဖွားသလိုကလေးတွေပုံအမျိုးမျိုးပုံစံအမျိုးမျိုးပေါ့ဒီလေကွန်းထဲမှာရှိတဲ့ဒီအပင်တွေပေါက်လာတဲ့အခါမှာကျဲတဲ့သူက2ယောက်ဖြစ်တယ်နော်အပင်ပေါက်လာတဲ့အခါမှာဘယ်အပင်ကဘာဆိုတာမသိဘူးနှစ်ခုစလုံးကျမတို့ဒီစမ်းစာထဲမှာကြောက်ဒီနှစ်ပင်ကစင်တူတယ်စင်တူတဲ့အခါမှာရွေးပြီးတော့နှုတ်ပစ်ဖို့အရန်ခက်တယ်ငငယ်ကလေးနဲ့တော့ကောင်းကင်နိုင်ငံတော်သားတွေကနှုတ်ပစ်လိုက်ရမလားလို့မေးပေမဲ့မနှုတ်နဲ့ကြီးထွားပါစေလို့ပြောတယ်ဘာဖြစ်လို့ကြီးထွားပါစေလို့ပြောရတာလဲဆိုလို့ရှိရင်ကြီးထွားလာမှအသီးသီးလာမှအပွန့်လာမှအသီးတွေမတူတာအပွန့်တွေမတူတာအရသာတွေမတူတာကိုသိလာတဲ့အခါကျရင်လွယ်လေးနှုတ်ပစ်နိုင်ဒါကြောင့်ကျမတို့တခါလေမှာ antichrist ကကျမတို့အထဲမှာရှိနေတာလားကျမတို့ဟာသူကတော့ antichristနောက်တစ်ယောက်ကတော့ antichrist ဖြစ်မယ်ဟိုကတော့ဖြစ်မယ်မဖြစ်ဘူးကျမတို့အထဲကနေလာမှာဖြစ်တယ် antichrist ဆိုပြီးတော့တခြားပြောရရင်တခြားဘာသာကြားပေါ့ဘာသာကြားတွေထွက်လာမှာပေါ့ကျမတို့ထဲကနေထွက်လာမှာဖြစ်တယ်ကျမတို့ထဲမှာထွက်လာတဲ့အခါမှာဘသူကကို antichrist ပါလို့ကြော်ညာပြီးတော့ထွက်လာမှာမဟုတ်ဘူးဒီအခါမှာကျမတို့ကဒါကိုဘယ်လိုသိနိုင်မလဲကျမတို့အသက်တာမှာဘာပေါ်မှာနည်းနည်းကျမတို့ရက်တည်တယ်လေပေါ့ဒီအရာကကျမတို့အတွက်အရေးကြီးဆုံးဖြစ်တယ်ကျမတို့ရဲ့ရက်တည်ချက်ဟာမမှန်ကန်ဘူးကျမတို့ကဝိညာဉ်ဘက်မှာမြန်မရှိဘူးဆိုလို့ရှိရင်ကျမတို့အသက်တာဟာဆိုလို့ရှိရင်လွယ်လေးနဲ့ဆွဲဆောင်မှုတွေအများကြီးရှိတယ်ဒီလောကထဲမှာကျမတို့လောကထဲမှာဖြစ်တယ်ကျမတို့ဒီနေ့ဒီချက်ကျမတို့နိုင်ငံမှာအရန်အခက်ခဲဆုံးအချိန်ဖြစ်စစ်ဘေးစစ်တမ်းခံရတယ်ယာဒီဥတုဘေးတွေခံရတယ်ပေါ့ဒီလူတွေရဲ့ကျမတို့လူတဘာဝတရားကဘာလဲဆိုဖျားဖန်ဆင်းတဲ့ချိန်ကကျမတို့သူတို့ပေါ်မှာလှုပ်တဲ့အတိုင်းကျမတို့အပေါ်မှာပြန်ပြီးတော့အကျိုးပြုတယ်ဒါကဖျားသခင်ဖန်ဆင်းတဲ့ပုံစံတိုင်းဖြစ်တယ်ကျမတို့တစ်ခါလေမှာဒီတဘာဝဘာလို့ဒီလိုဖြစ်ရလဲကျမတို့ကဒီလိုပြောမယ်ဆိုလို့ရှိရင်လူတွေကပြုတ်မှုတဲ့အတိုင်းတဘာဝတရားကကျမတို့ပေါ်မှာပြန်ပြီးတော့ပြုတ်မှုတာဖြစ်တယ်ကျမတို့ဒီနေ့ဒီချိန်မှာကြုံတွေ့တဲ့အခါမှာကျမတို့တွေဒီsocial media သုံးတဲ့အခါမှာ line ဖွင့်လိုက်တိုင်းတက်လာတဲ့အကြောင်းအရာတွေကပျော်စရာကောင်းတာရဲ့လို့မရှိဘဲနဲ့အရန်ကျမတို့နိုင်ငံကဆိုရင်သူများနိုင်ငံလဲရေကြီးတာပဲเนาะသူများနိုင်ငံလဲမြေပြိုတာပဲသူများနိုင်ငံလဲတဘာဝဘေးဒဏ်ခံစားရတာပဲပေါ့ကျမတို့နိုင်ငံနဲ့ဘာလို့မတူတာလဲကျမတို့နိုင်ငံကဘာဖြစ်လို့ပို့ပြီးတော့မှဆိုးွားလာလဲကျမတို့နိုင်ငံမှာလူတိုင်းလူတွေပြောရမယ်ဆိုလို့ရှိရင်ဘူးလဲဆိုတော့ကျမတို့နိုင်ငံမှာဒီနိုင်ငံကကျမတို့ခရစ်ယာန်တွေကပြောကြပါပေါ့ဘုရားဘာသာနိုင်ငံဖြစ်လို့ဖြစ်တယ်ဒါမှယုံနဲ့ကိုယ်ပဲယုံကြည်မှုတွေရှိလို့ဖြစ်တယ်ဒါမှမဟုတ်လို့ရှိရင်ဖျားကိုစန့်ကျင်လို့ဖြစ်တယ်အကြောင်းမျိုးကျမတို့တွေပြောနိုင်ကျမတို့နိုင်ငံမှာရှိတဲ့အရာတွေဒီလိုမျိုးဖြစ်ပြရတဲ့အကြောင်းရင်းတွေထဲမှာကျမတို့ခရစ်ယာန်တွေရောဘယ်လိုရက်တည်လဲကျမဒီနေ့မှာဒီတပတ်အတွင်းမှာဖျားကကျမတို့အသက်တာကိုဘာသွန်သင်လဲဆိုလူကကျမတို့ဒီဇာတိနဲ့ဝိညာဉ်ကိုသင်ပေးနေရတဲ့တစ်ခါလေးမှာကိုပြန်ပြီးမှဒီအရာကိုကျမတို့ပြန်ပြီးမှဘယ်လိုပြောမလဲအခြေရှာရတယ်ပေါ့စမဘွားဖြေရတယ်ပေါ့လူကကောင်းတဲ့အရာတွေကိုနော်လူကောင်းမဟုတ်လဲကော
တဲ့အရာတွေလူတွေကလုပ်နိုင်နော်လူကောင်းကတော့မကောင်းတဲ့အရာကိုလုံးဝမလုပ်တာသေချာပေမဲ့မကောင်းတဲ့လူကတော့ကောင်းတဲ့အရာတွေအများကြီးလုပ်နိုင်ဒါကိုကျမတို့အသက်တာမှာသတိထားရမယ်သတိထားမိရမယ်ပေါ့ကျမတို့ဘာဖြစ်လို့လဲကျမတို့ကို၌ဒီကျမတို့ကျမဒါကတော့ကျမသင်ခန်းစာမဟုတ်ဘူးမသူသားရဲ့သင်ခန်းဒီ antichrist ကိုယ်တိုင်မဖြစ်သွားဖို့ရှိမှာကျမတို့ကတစ်ခါလေးမှာကိုကမကောင်းမဲနဲ့ကောင်းတဲ့အရာတွေလုပ်နေတဲ့ကျမတို့နိုင်လူကောင်းမဟုတ်ပေမဲ့ကောင်းတဲ့အရာတွေကိုလုပ်ရင်းနဲ့နာမည်ကောင်းနေရပြီးမှလူတွေကိုလှည့်စားနိုင်တယ်အများကြီးပေါ့နော်ဒီကျမတို့ဘယ်လိုပြောမလဲကိုကောင်းတယ်လို့ထင်ခံရဖို့အရေးပေါ့နော်ကိုယ်တိုင်လည်းမကောင်းပဲနဲ့တကယ်လည်းမဟုတ်ပဲနဲ့ကောင်းတဲ့အရာတွေကိုလုပ်ပြခြင်းအဖြစ်ပေါ့ဒါကဘာလဲantichrist လက္ခဏာပေါ့ကျမတို့အသက်တာမှာဒါမျိုးတွေကြုံတဲ့အခါမှာဝေဝါးတယ်ဒါမျိုးတွေကြုံတဲ့အခါမှာတကယ်ပဲကောင်းနေတာလားပေါ့တခါလေးမှာကျမတို့ကနှုတ်ကပတ်တော်တွေနဲ့နားထောင်ပြီးမှနှုတ်ကပတ်တော်တွေနဲ့တခါလေးမှာရှင်ပြီးမှလူတယောက်ရဲ့အသက်တာကိုတခါလေးဆုံးဖြတ်ဖို့အရန်ခတ်တယ်ပေါ့ဘလို့နားလည်ဖို့လည်းခတ်တယ်ပေါ့ဒီကျမတို့လူမျိုးနှုတ်ကပတ်တော်ကိုလည်းမသိဘာမှလည်းမသိတဲ့လူတွေမှာရိုးစင်းတဲ့အတွေးခေါ်တွေရှိတယ်သူတို့မှာကြတော့ကျမတို့နဲ့မတူဖျားတွေတရားတွေဒီနှုတ်ကပတ်တော်တွေဘာတွေညာတွေသူတို့နားမလဲဘူးနားမလဲပဲသူတို့မှာရိုးလေးတွေးတတ်တဲ့အတွေးရှိတယ်ကျမတို့ကအဲ့လိုမျိုးတစ်ခါလေးမှမတွေးနိုင်ဘူးကျမတို့အတွေးတိုင်းမှာဟာနှုတ်ကပတ်တော်ရောဖျားရောတရားရောအများကြီးပေါ့နော်လူရဲ့ဇာတိတွေရောဝိညာဉ်တွေရောရှုပ်ခတ်နေတဲ့ခါမှာကျမတို့ကတစ်ခါလေးမှအမှန်အတိုင်းလူတွေပေါ်မှာမမြင်နိုင်ဘူးအမှန်တိုင်းလူတွေပေါ်မှာမပြောနိုင်ဘူးမတွေးနိုင်ဘူးပေါ့ဒီကျမဒီတစ်ပတ်တော့မှာဟာဒီသင်ရတာပေါ့လေလူချင်းစီကပြန်သင်ရတဲ့အရာတွေရှိရပေါ့တခါလေးမှာကိုကတော့မသိဘူးဒီတိုင်းမသိလိုက်မသိခါတာနေတယ်ပေါ့လေးလေးနက်နက်လည်းမတွေးမိတဲ့အကြောင်းအရာတွေရှိတယ်ဒါပါလဲဆိုဒီအခု line ပေါ်မှာပြန်နှံ့တဲ့ဒီရေဘေးကယ်ဆယ်ရေးတွေကိုကြည့်ပြီးမှကြည့်ပြီးတော့ခါကျတော့ဒီလူတွေကဒီလူတယောက်ပေါ့ဒီ तू ကဒီ Facebook မှာ तू ကနာမည်ကြီးပဲနာမည်ကြီး तू ကအဝတ်ထည်ရောင်းတဲ့လူဖြစ်တယ်အဝတ်ထည်ရောင်းတဲ့လူဖြစ်တဲ့ခါမှာ तू ကဒီအရာကိုतू ကလူသိလည်းများရတယ်နော် Facebook မှာလည်း follower များတဲ့အခါမှာဘာလုပ်လဲဆိုတော့သူ့ရဲ့Facebook မှာतू ကဘယ်လိုခေါ်လဲ bio ခေါ်တာပေါ့နော်ရေးထားတာပေါ့စေတနာကောင်းရင်ကံကောင်းမယ်ပေါ့ဒါသူ့ရဲ့ Facebook ရဲ့ bio မှာရေးထားပါလူတွေကဘာတွေညာတွေရေးတတ်ကြတယ်ပေါ့သူ့ Facebook ရဲ့ bio မှာစေတနာကောင်းရင်ကံကောင်းမယ်လို့ရေးထားပါतू ကအမှအကြီးအကျယ် तू ကရေဘေးမှာဘယ်လိုပြောမလဲပူညီတယ်ပေါ့လေပူညီတယ်ပေါ့လူပူညီတဲ့အခါမှာလူတယောက်ကသူ့ကိုဘာရေးထားလဲဆိုတော့ညီတို့တွေပေါ့နော်ဒီလူကိုအရန်ကောင်းတဲ့ချိန်နဲ့စေတနာကောင်းရင်ကံကောင်းမယ်လို့ရေးထားတဲ့လူရဲ့ဆိုင်ကိုလည်းသွားဝယ်ကြည့်ကြအောင်ညီတို့အိမ်မှာလက်ခုပ်စုပ်လုပ်လို့ရတာပေါ့ရေးတဲ့ခါကျွန်မအဲ့ဒါကိုကြည့်သူကအဝတ်ထည်တွေထည်မှ2000ရောင်း3000ရောင်းပေါ့အစ်စ်တွေပေါ့ဒါပေမဲ့သူ့ဝတ်ထည်ကတစ်ခါပဲဝတ်လို့ရတယ်quality အမှန်ကိုမရောင်းဘူးလူတွေက line ပေါ်ကနေဝယ်တယ်ဘယ်နှစ်ထည်ဝယ်မှရောင်းတယ်ဆိုတာရှိတယ်1ဒါဇင်လား2ဒါဇင်လားပေါ့အဲ့လိုမျိုးရောင်းတဲ့လူပေါ့ तू ကစေတနာကောင်းရင်ကံကောင်းမယ်လို့သာသူ့ဘိုင်ပေါ်မှာရေးထားတာသူ့စေတနာကိုလည်းတွားကြည့်လိုက်အောင်ပေါ့တစ်ခါလေးမှာတချို့စကားလုံးတွေကအမှန်မဟုတ်ဘူးကျမတို့လူတယောက်ကကိုယ့်ရဲ့ဒီအပေါ်ယံကိုမဟုတ်ဖဲနဲ့ပေါ့တကယ်တမ်းစေတနာရှိရင်တကယ်တမ်းပဲမှန်ကန်ရင်အလကားဒီလိုမျိုးလူတွေဒုက္ခရောက်နေတဲ့အချိန်မှာသူ့ရဲ့သုံးစားမရတဲ့ပစ္စည်းတွေပေါ့တစ်ခါပဲဝတ်ပြီးလွန့်ပြရမယ်အရာတွေပေါ့အရန်ညံ့တဲ့အမျိုးအစားတွေပေါ့ဒါတွေကိုလုတ်ပေးမလားမဟုတ်ဘဲနဲ့ဒီနာမည်ကောင်းကိုယူမလားတကယ်ပဲစိတ်စေတနာရှိမလားပေါ့သူကရိုးလေးတွေးတတ်တဲ့လူကတွေးတာပေါ့နော်တကယ်တမ်းစေတနာရှိတဲ့လူကဒါမျိုးမလုပ်ဘူးကျမတို့ဒီနိုင်ငံရဲ့ဒီပရဟိတကြီးကျယ်လုပ်တဲ့မင်းသမီးရဲ့သူ့ရဲ့နောက်ွယ်ကသူ့ရဲ့လှုပ်ဆောင်တဲ့ဗီဒီယိုဖိုင်တွေထွက်လာတာပေါ့လေသူ့ရဲ့ဘာတွေညာတွေပေါ့နက်တွေဘာတွေညာတွေနဲ့ပူးပေါင်းတဲ့ဟာတွေတို့ဘာတွေညာတွေတို့ပေါ့ရိုးရှင်းမြင်တတ်တဲ့လူတွေကဒါကိုဘာပြောလဲဆိုလို့ရှိရင်ဒီလိုမျိုးလောက်တဲ့လူတွေရဲ့အတိုးနှလုံးသားကမမှန်ကန်တဲ့အကြောင်းဒီလိုပြောတဲ့အခါမှာကျမတို့ခရိယန်တွေကပြောတာမဟုတ်ကျမတို့လူတွေကပြောတာဖြစ်တယ်ကျမတို့ခရိယန်တွေထဲမှာလည်းဘာပြဿနာဖြစ်လဲဒီရေကြီးတဲ့အခါမှာဒီရေကြီးတဲ့လူတွေကူညီကယ်ဆယ်တဲ့အခါမှာရိုးမကူညီပဲနဲ့ဒီဘာဧဝံဂေလိတရားဟောတာမျိုးတို့ဘာညာခရစ်တော်ရဲ့ကယ်တင်ခြင်းတွေချစ်ချင်းမြတ်တာတွေကောင်းကင်နိုင်ငံတွေဘာတွေညာတွေပေါ့လက်တလုံးမှာဘာမလို့အဖူရေနစ်ပြီးမှရေမြုပ်တဲ့လူတွေမှာကယ်တင်ခြင်းလည်းမလို့အဖူ
ဘာမှချစ်ချင်းမြတ်တာလည်းမလို့အခုနောင်ဘဝလည်းမလို့အခုလက်တလောသူတို့ဘလို့စားမယ်ဘလို့နေမယ်ဒါပဲလို့ဒါဟိုမှသွားပြီးမှအဲ့ဒါတွေပြောပြီးမှသူတို့ပေးတာနဲ့ဟိုပေးတာနဲ့သူတို့ပြောတာနဲ့မကာတဲ့ခံစားချက်တွေပေါ့ဒါတွေကကျမတို့ line ပေါ်မှာတက်တက်ခါကျမတို့ဖရားတိတ်ခါအများကြီးကြားဟာခရိယန်ဖရားဒါမျိုးလားပေါ့အလိုလိုနေရမှာဟိုခရိယန်ဖြစ်တယ်ဆိုလို့ရှိရင်ပစုံတစ်ခုရလို့လူတကာပြောနေရတဲ့အထက်မှာဒါမျိုးတွေပြောပြီးမှဒါမျိုးတွေပေးတယ်ဆိုတာဒါမျိုးတွေကျမတို့အရင်နာမည်ဒါဘာဖြစ်လို့ကျွန်တော်ပြောပြရတယ်ကျမတို့အသက်တာမှာအစ်စ်အမှန်ကဘာလဲဆိုတာမသိတဲ့အခါမှာလူတွေကကိုယ်တိုင်းလူကောင်းမဟုတ်ပေမဲ့ကောင်းတဲ့အရာတွေကိုလုပ်ပြတဲ့အခါမှာဒါတွေကရောနှောနေတာကျမတို့ခရိယန်လောကမှာလည်းရောနှောနေတာဟိုဒီ Antichrist ကဘာဖြစ်လို့ကျမတို့အထဲမှာဟိုဝင်ပြီးတော့နေရာယူတဲ့အခါမှာမသိတာလားလဲဆိုတော့သူရောကိုရောနောက်တစ်ယောက်တခြားသူရောဟိုဟာရောဒီဟာရောဟိုလူရောဒီလူရောအကုန်လုံးက Antichrist ဖြစ်နေတဲ့အခါအားလုံးကကာဗာကိုစီနဲ့နေကြတဲ့အခါကျမတို့အသက်တာမှာဘယ်ဟာအစစ်မှန်ဆိုတာမသိဘူးဘယ်ဟာကအမှန်ကန်ဆိုတာမသိဘူးဖျားဒီကက်တင်ချေးရဲ့ဒီဒုတိယအစစ်ကျမတို့ကို၌ကဖြောင်းမှတ်ခြင်းအသက်တာကိုစိတ်အားကြီးရမယ်ဆိုတာကိုဖျားကပြောထားပေမဲ့တကယ်တော့ဖြောင်းမှတ်ခြင်းအသက်တာကိုစိတ်အားကြီးတာမဟုတ်ဘဲနဲ့ကိုဖြောင်းမှတ်တယ်လို့ထင်ခံရဖို့အယူစိတ်အားကြီးကြတာဖြစ်အဲ့ခါကျတော့တကယ်တမ်းစစ်မှန်တဲ့ဖြောင်းမှတ်ခြင်းမရှိဘူးစစ်မှန်တဲ့တန်ရှင်းခြင်းမရှိဘူးစစ်မှန်တဲ့မှန်ကန်ခြင်းတွေမရှိဘူးကျမတို့အသက်တာမှာအားလုံးဟာဆိုလို့ရှိရင်ညနေဖုံးနေတယ်ညနေဖုံးနေနေရင်လည်းကိုတော့ငါကတော့ဘယ်တော့မှ Antichrist မဖြစ်နိုင်ဘူးငါတော့ဖြစ်နိုင်ဘူးလို့ထင်တရားဟောတယ်တရားဟောဆရာလည်းငါတော့တရားဟောဆရာဖြစ်နိုင်အတင်းသူအတင်းသားတွေကလည်းတရားဟောဆရာတော့ Antichrist ဖြစ်မယ်လို့မထင်ဘူးအဲ့လိုပဲစနေစကူဆရာမလည်းသူ့ကိုယ်သူ Antichrist ဖြစ်မယ်လို့မထင်ဘူးအမျိုးသမီးကောင်းဆောင်ကလည်းမထင်ဘူးအတင်းသူအတင်းသားလည်းသူတို့ကိုယ်သူတို့မထင်ဘူးတယောက်နဲ့တယောက် Antichrist ကဘယ်ဟာလဲငါတို့နဲ့တော့မဆိုင်ဘူး Antichrist ကငါတို့အတင်းတော်ထဲမှာရှိမယ်လို့မထင်ဘူးအပြင်ကနေလာမယ်တကယ်တမ်းက Antichrist ကကျမတို့အထဲကနေလာမှာဖြစ်ကျမတို့အထဲကနေမှကျမတို့အသက်တာရဲ့ဒီဇာတိရဲ့လှည့်စားခြင်းတွေကိုကျမတို့နားမလည်တဲ့အခါမှာကျမတို့ကိုကောင်းတာလုပ်ရင်းနဲ့လူကောင်းတယောက်လိုကိုထင်တဲ့အခါမှာကျမတို့အသက်တာမှာခရစ်တော်လောကမှာအသက်ရှင်တဲ့အချိန်တော့ခရစ်တော်ပြောခဲ့တဲ့ဥပမာတွေရတယ်သခင်လို့ခေါ်ကြတဲ့သူတွေသခင်လို့နေ့ရက်ကိုရောက်လာတဲ့အခါမှာခေါ်ကြတဲ့လူတွေခရစ်တော်မင်းတို့ငါမသိဘူးအတ္တမအကျင့်ကိုလုပ်တဲ့လူတွေလို့ပြောတယ်ကျမတို့သတိမထားမိတာကျမတို့ခရိယာတွေကသတိမထားမိတာအတ္တမအကျင့်ကိုကျင့်တဲ့သူတွေအတ္တမအမှုကိုပြုတဲ့သူတွေဆိုတာခရိယန်လောကမှာပဲရှိတာပါလားကျန်တဲ့နေရာလာတာမဟုတ်ဘူးအသင်းတော်တွေကနေလာတာအသင်းတော်တွေကနေမှဒီမကောင်းတဲ့လူတွေလာတာကျမတို့ဒီနောက်ထပ်ဥပမာတွေရှိသေးရဲ့နော်အပြစ်အလုံးစုံကိုဖြေလွတ်ခြင်းကိုခံရတဲ့sorry အကျွေးအလုံးကိုခြေတာခံရတဲ့ဒီကျုံရဲ့ဥပမာလိုမျိုးအကျွေးအလုံးကို तू ကတော့ခြေတာခံရတယ်ဒါပေမဲ့သူ့စီကနေယူထားတဲ့အကျွေးကိုမခြေတဲ့သူမဆက်တဲ့သူကိုကြတော့ तू ကထောင်ချတဲ့အခါမှာခရစ်တော်ကစိုးညစ်တဲ့ငေသားလို့ပြောတယ်စိုးညစ်တဲ့ကျုံလို့ပြောတယ်ကျမတို့ခရိယန်တွေထဲမှာစိုးညစ်တဲ့သူတွေရှိတယ်ဆိုတော့ကျမတို့သိရကျန်တဲ့သူပြောတာမဟုတ်ဘူးကျမတို့ဒီထဲမှာပဲရှိတယ်ကျမတို့တွေကစိုးညစ်တဲ့ကျုံစိုးညစ်တဲ့လူအပြစ်sorry အရမအမှုကိုလုပ်တဲ့လူဆိုလို့ရှိရင်ငါတို့နဲ့မဆိုင်တိုးတွေမဟုတ်စိတ်တွေပေါ့ငါတို့နဲ့မဆိုင်လူတွေပေါ့ငါတို့နဲ့မဆိုင်တခြားဘာသာခြားကျမတို့အထဲမှာရှိတာဖြစ်ဘာဖြစ်လို့ကျမတို့အထဲမှာဒါတွေကရောနှောပြီးနေတာလဲကျမတို့တနည်းငွေနေတိုင်းကြားနာတဲ့နှုတ်ကပတ်တော်ထဲမှာပါရနော်ကျမတို့အထဲမှာရောပြီးကျဲထားတာကျမတို့အထဲမှာရောပြီးကျဲထားတာကိုကျမတို့မသိတဲ့အခါမှာကျမတို့သူလိုကိုလိုသူမဟုတ်ဘူးကိုမဟုတ်ဘူးဘယ်လိုမျိုးထင်နေကျမတို့အသက်ရှင်တဲ့အခါမှာကျမတို့အသက်တာကိုကို Antichrist လို့မထင်ဘူးကိုက Antichrist ဖြစ်နေမယ်လို့မထင်ဘူးအဲ့လိုပဲကိုသွန်သင်နေတဲ့ဆရာကလည်းဖြစ်နေမယ်လို့မထင်ဘူးကိုဘေးမှာကိုမိသားစုဖြစ်နေမယ်မထင်ဘူးကိုအသင်းတော်မှာရှိတဲ့လူတွေဖြစ်နေမယ်လို့မထင်တဲ့အခါမှာကျမတို့ကဘာဖြစ်လို့မထင်တာလဲကျမတို့အသက်တာမှာဝိညာဉ်နဲ့အသက်ရှင်ဖို့နားမလည်လို့ဖြစ်တယ်ကျမတို့
တို့ဇာတိထဲမှာသူလဲဇာတိကိုလဲဇာတိသူလဲဟိုဇာတိနိုင်အသက်ရှင်ကိုလဲဇာတိနိုင်အသက်ရှင်တဲ့အခါမှာကျမတို့တိတ်ပြီးတော့ဟိုမထူးခြားဘူးပေါ့မထူးခြားဘူးတယောက်နဲ့တယောက်ထူးခြားပြီးတော့မမြင်ဘူးခုနပြောသလိုပဲ antichrist ကသူကလည်း antichrist ကိုကလည်း antichrist တယောက်နဲ့တယောက်ဟိုဒီတိုင်းပဲဟိုမသိတာဘူးပေါ့ဟိုထူးထူးခြားခြားဘာမှဖြစ်မနေတဲ့အခါမှာမထင်ဘူးလေကိုဒါပေမဲ့ဖျားစီရောက်တဲ့ဖျားစီရောက်တဲ့အခါမှာဖျားခင်ကပြောပြီဆိုတဲ့အခါမှာကျမတို့သိအဲ့ချိန်ကျရင်ကျမတို့နောက်ကျသွားပြီနော်ဘာလို့မကျွန်တော်အဲ့ချိန်ကျမှသိမယ်ဆိုဘာလို့ပါလဲဘာဖြစ်လို့ကျမတို့ဒီကနေ့ဒီအရာတွေကိုဟိုတင်ရတာလဲဟာကျမအမြဲတမ်းစဉ်းစားလို့မျိုးပေါ့ဟာဒီအပင်တွေကိုအစောကတော့ဒီဟာတွေကဘာဖြစ်လို့ဟိုဒီအပင်တွေကိုပောက်ကြရနှုတ်မဖြစ်တာလေမနှုတ်ဖြစ်ဘူးကျမတို့ဒီနှုတ်မဖြစ်ရတဲ့အကြောင်းရင်းကငယ်တုန်းကနှုတ်ပြရင်ရောနှောပြီးပါမှာဆိုလို့ဖြစ်တယ်ကြီးတော့မှအပင်တွေကြီးထွားလာမှအသီးသီးတဲ့ချိန်ကျမှအသီးတွေကြတော့မတူတော့ဘူးဒါကြောင့်မို့လို့ဒီရှင်ဘောလူကသူ့ရဲ့စာဆောင်တွေထဲမှာပြောဖြစ်တယ်အသီးတွေသီးလာတဲ့အခါမှာမတူတော့ဘူးအတင်းတော်ထဲမှာဒီလိုအသီးတွေသီးလာတဲ့အခါကျရင်ကတော့ပြည့်ရတော့ပါပြီးခဲ့တဲ့ဘက်ကကျမတို့ကိုးကွယ်တဲ့အချိန်မှာကြားနာရတဲ့နှုတ်ကပတ်တော်ရှိတယ်ကျမတို့အသက်တာမှာသီးတဲ့အသီးတွေကဘလို့အသီးတွေလဲဒီဟိုမိမတယောက်ကိုယောက်ျား2ယောက်ပေါင်းတယ်ဒီအသီးတွေသီးတဲ့ဒီအသီးတွေဒီလောက်သီးနေတာကိုမြင်ရသားနဲ့ဘာဖြစ်လို့ဒီဟာတွေကိုဟိုဘယ်လိုဖယ်ပြဖို့ခတ်နေတာလဲဘောလူကပြောတာဖယ်ပလိုက်တော့ဒီလိုအသီးတွေသိတာနေပြီဆိုရင်တော့ဟိုဖယ်ရမယ့်အချိန်ရောက်သွားပြီနော်အသီးမသိခင်တော့မသိဘူးလေဒီလိုကလေးဘူးစီရောက်တော့ဘဝမှာတော့ဒီကလေးကတခိုးဒီကလေးကဂျဘိုးဒီကလေးကဟိုမကောင်းတဲ့ကလေးပေါ့ဒီကလေးကမရင်းကျင့်မဲ့ကလေးဒီကလေးကဟိုလူစိုးကောင်းဆောင်ဖြစ်မဲ့ကလေးမသိဘူးလေဒီကလေးကတော့ကောင်းတဲ့ကလေးဖြစ်လာမှာဒီလိုမသိတဲ့အခါမှာတော့ရှင်တန်ပြီးတော့ဒီတိုင်းကြီးထွားခိုင်းတာပေါ့ဒီလိုပြောလို့ဟာဘုရားသခင်ကညံ့လိုက်တာဘုရားကညံ့တာမဟုတ်ကျမတို့အသက်တာမှာထိမ့်မိရလဲစရာဖြစ်မှာစိုးလို့ဖြစ်တယ်ဘုရားကညံ့လို့မဟုတ်ဘူးဘုရားကကွာကျမတို့ပြီးခဲ့တဲ့ဘက်ကစာတန်နဲ့ပတ်သက်လို့နားထောင်ဘာဖြစ်လို့စာတန်ကိုဖန်ဆင်းခဲ့တာစာတန်ဖြစ်ဖို့တော့ဖန်ဆင်းခဲ့တာပဲဟုတ်မလဲကျမတို့အသက်တာမှာကျမတို့ကိုရောဘုရားကဟာဒီလိုမျိုးဟို antichrist ဖြစ်ဖို့တော့ကျမတို့ကိုလူဖြစ်စေခဲ့တာပဲဟုတ်ပါမလဲကျမတို့အသက်တာမှာကျမတို့ရွေးချယ်တာဂျူရရှာကာယောကိုဘုရားကခရစ်တော်ကလောကမှာနေတဲ့အချိန်တော့တပည့်ဟို12ပါးထဲမှာဘာလို့ယူရရှာကာယောကိုထည့်ပြီးရွေးရတာလဲတခြားတယောက်ကိုရွေးရင်ကတော့ဟိုတမိုင်းချောင်းကပုံစံတစ်မျိုးပြောင်းမသွားနိုင်ဘူးလားကျမတို့တွေးချင်တွေးလိမ့်မယ်ဒါပေမဲ့ယူရရှာကာယောကသူကိုယ်တိုင်ရွေးချယ်ခဲ့တာဖြစ်ကျမတို့အသက်တာမှာကျမတို့ရဲ့ဇာတိနဲ့ဝိညာဉ်ကိုကျမတို့တေချာမခွဲခြားနိုင်ဘူးဆိုလို့ရှိရင်ကျမတို့ကိုယ်၌ကယူရရှာကာယောပဲဖြစ်နိုင်ကျမတို့ကိုယ်၌ကစာတန်ခရစ်ယာန်တွေဖြစ်နိုင်ကျမတို့ကိုယ်၌ကဒီ antichrist ဖြစ်နိုင်ဘာဖြစ်လို့လဲကျမတို့ဇာတိနဲ့ဝိညာဉ်ကိုတေချာမခွဲခြားတတ်ကျမတို့ဟာဟိုကိုလူကောင်းမဟုတ်ပဲကောင်းတဲ့အလုပ်တွေအများကြီးကိုလုပ်နေနိုင်တယ်နော်လူကောင်းကတော့မကောင်းတဲ့အရာကိုလုံးဝမလုပ်တာသိကြတယ်ဒါပေမဲ့မကောင်းတဲ့လူကတော့ကောင်းတဲ့အရာတွေအများကြီးကိုလုပ်နိုင်တယ်ကျမတို့အသက်တာမှာဒါကိုသတိထားရမယ်ကျမတို့တစ်စုံတစ်ခုကိုလှုပ်ဆောင်တဲ့အခါဒါကကျမတို့တကယ်အစစ်မှန်ဟိုဖြစ်သလားကျမတို့အစစ်မှန်ဟုတ်သလားပေါ့ကျမတို့မဟုတ်ဘဲနဲ့ဟိုကျမတို့လုပ်တယ်ဆိုလို့ရှိရင်ကျမတို့ရဲ့နှလုံးသားကိုဘုရားခင်ကမြင်တဲ့ဘုရားဖြစ်ကျမတို့နှလုံးသားကိုအမြဲတမ်းချိန်တဲ့ဘုရားဖြစ်တယ်ကျမတို့နှလုံးသားကိုအမြဲတမ်းချိန်ကြည့်တဲ့ဘုရားဖြစ်တယ်ကျမတို့ကကိုယ်၌ကလူကောင်းမဟုတ်ပဲကောင်းတဲ့အရာကိုလုပ်နေတယ်ဆိုလို့ရှိရင်ဘုရားရှင်မှာကျမတို့ဟမ်ဒါလိန်လို့ရတဲ့အရာဟုတ်ကျမတို့အသက်တာမှာပြီးခဲ့တဲ့ဘက်ကကျမတို့အာနနီနဲ့ရှဖိတွေလိုကြောင်းနေကျမတို့နားထောင်ကြရအောင်သူတို့အသက်တာမှာသူတို့ဘာလို့ပေးချင်ပေးမပေးချင်နေဗျာမှပေးလဲဘာဖြစ်အကုန်လုံးပေးလဲရတယ်မပေးဘဲနေလဲရတယ်နည်းနည်းလေးပေးလဲရတယ်ဒါပေမဲ့ကိုယ်၌ကလည်းပေးတာလဲနည်းနည်းလေးပဲပေးတာဟိုအကုန်ပေးတာမဟုတ်ပါပဲအကုန်ပေးပါတယ်လို့ဝန်ခံတဲ့အခါမှာသူတို့အသက်တာမှာအမင်္ဂလာဖြစ်ကျမတို့ဟာဘုရားရဲ့ရှေ့တော်မှာစူးစမ်းပြီးတော့အသက်ရှင်တယ်ကျမတို့အသက်တာရဲ့ပေးနိုင်တဲ့လောက်ကိုအားလုံးပေးရမှာဖြစ်ကျမတို့အသက်တာမှာပေးနိုင်တဲ့လောက်ဟိုကျမတို့ဟာဒီနေ့တစ်ကနေ100ချက်ချင်းကျမတို့မပေးနိုင်ဘူးဘာဖြစ်လို့လဲကျမတို့အထဲမှာတစုံတစ်ခုကောင်းတာလုပ်မယ်လို့တိုင်းကျမတို့အထဲမှာဇာတိကကျမတို့အမြဲဆွဲထားတဲ့အရာရှိဒါပေမဲ့ကျမတို့စူးစမ်းပြီးလုပ်ရမယ်ကျမတို့ကိုဘလောက်ပဲဆွဲထားစပိုင်းပင်ပန်းပြီမယ်ကျမမြဲပြောခဲ့စပိုင်းပင်ပန်းတယ်ဒါပေမဲ့နောက်ပိုင်းမှာကျမတို့ဟိုဒီအလုပ်ဟာဒီဖျား၌အသက်ရှင်ဝိညာဉ်၌အသက်ရှင်တာဟာစူးစမ်းစရာမလိုတော့ဘဲနဲ့ကျမတို့အသက်တာမှာအမြဲတမ်းထမင်းစားရေတောက်တယ်လို့ဖြစ်သွားတဲ့နေ့ဒီကျမတို့စူးစမ်းရမယ်အစပိုင်းကတော့ကျမတို့စူးစမ်းမှာလူတိုင်းစူးစမ်းရမှာ
လူတိုင်းကစူးစမ်းရမှာမစူးစမ်းလို့မရဘူးဒါပေမဲ့ကျမတို့တဖြည်းဖြည်းနဲ့ကျမတို့ရဲ့စူးစမ်းမှုတွေကလည်းတစ်ဆင့်ပြီးတစ်ဆင့်တက်ရမှာအမြဲတမ်းစူးစမ်းနေမှာသေတဲ့ထိစူးစမ်းနေတယ်ဆိုတာမဟုတ်ကျမတို့အမြဲတမ်းတစ်ဆင့်ပြီးတစ်ဆင့်တက်ရမှာကျမတို့ဒီကလေးငယ်တွေရဲ့ဘဝမှာသူတို့လုံနိုင်တဲ့အရာတွေတဖြည်းဖြည်းနဲ့မိဘကလှုပ်ပေးတဲ့အရာတွေကိုသူတို့တဖြည်းဖြည်းလုံနိုင်မယ်သူတို့တဖြည်းဖြည်းလုံနိုင်ရနေမှာသူတစ်ပါးကိုကူညီနိုင်တဲ့အစဉ်ဒီသူတို့အသက်တာမှာသူတို့အလုပ်တစ်ခုကိုလုံနိုင်တဲ့အရှင်ကျမတို့အသက်တာကျမတို့ဝိညာဉ်ရေးကအသက်တာတွေမှာလည်းထားမျိုးပဲကျမတို့တစ်ခါလေမှာကျမတို့ကူညီတဲ့သူရှိတယ်ကျမတို့ဖေးမတဲ့သူရှိတယ်ကျမတို့ပေါ်မှာစောင်းမပြီးတွဲခေါ်မဲ့သူရှိတယ်ကျမတို့ဒီဟာတွေကနေမှတစ်ဆင့်ကျမတို့ကိုယ်တိုင်းရက်တည်နိုင်ရတဲ့အဆင့်တွေကျမတို့ကိုသွားရကိုတိုင်းရက်တည်နိုင်ပြီကိုတိုင်းဝိညာဉ်ရေးရာတွေမှာမရိုင်မလဲသွားနိုင်ဖြစ်ပြီဆိုတဲ့နေကြတယ်ကျမတို့သူတစ်ပါးကိုတွဲခေါ်တဲ့အဆင့်ဖြစ်သွားတယ်သူတစ်ပါးကိုကျမတို့တွဲခေါ်ရကျမတို့တစ်ခါလေးမှာဟာဘုရားရဲ့ကဲတင်ချင်းဘုရားရဲ့ဖြောင့်မတ်ခြင်းဆိုတာဘာလဲအနှစ်ချုပ်တဲ့အခါမှာကျမတို့အရင်တော့ကဲတင်ချင်းဆိုတာကျမထင်တာဗာလဲဆိုတမလုံးမှာဒီကျမတို့ရဲ့ဝိညာဉ်အထဲမှာရှိတဲ့ဝိညာဉ်ကငရဲကိုမသွားပဲနဲ့ဘုရားစီကိုရောက်အောင်သူကရောက်ရမယ်ပေါ့နော်ဒီຢာကကျမတို့ရဲ့အဓိကကဲတင်ခြင်းလို့ထင်တယ်ဧဝံဂေလိတရားဆိုလဲဧဝံဂေလိတရားကလည်းဒါပဲပေါ့ကဲတင်ခြင်းကိုရရှိပြီးမှအဆုံးမှာဒီကောင်းကင်နိုင်ငံကိုသွားဖို့ပဲဒါကိုပဲကျမတို့ထင်တယ်တကယ်တမ်းကျမတို့ရရှိတဲ့ကဲတင်ခြင်းအခုစက္ကအနံပြီးတဲ့အခါမှာကျမတို့ရရှိတဲ့ကဲတင်ခြင်းကအဲ့ဒါထက်ပိုတယ်နော်ကျမတို့သူတစ်ပါးကိုပေးတဲ့အခါမှာကျမတို့ဘာကိုပေးမှာလဲဖခင်ရဲ့အသက်ရှင်တဲ့နီလန်းကိုကျမတို့သူများကိုပေးတာဖြစ်တယ်ကဲတင်ခြင်းဆိုတာဘာလဲဆိုတော့ဖခင်သခင်ရဲ့အသက်တာနဲ့ဒီလောကမှာအသက်ရှင်ဖို့အသက်ရှင်ကြီးကိုကျမတို့သူတစ်ပါးကိုပေးကမ်းတာဖြစ်တယ်ဒါကိုသင်ပေးရမယ်ဖြောင့်မတ်ခြင်းမှာဘယ်လိုမျိုးအသက်ရှင်ရမှာလဲနော်ဖြောင့်မတ်ခြင်းနဲ့မှာကျမတို့ဘယ်လိုရက်တည်ရမှာလဲဖြောင့်မတ်ခြင်းကိုကျမတို့ဘယ်လိုမျိုးစိတ်အားကြီးရမှာလဲဖြောင့်မတ်ခြင်းလို့ပြောတဲ့အခါမှာပို့သွားပြီဖြောင့်မတ်ခြင်းလို့ပြောတဲ့အခါမှာရှင်ဘောလို့ပြောတဲ့ဖြောင့်မတ်ခြင်းကဘာလဲကျမတို့ဒီဩဝါဒစာဆောင်တွေမှာဖတ်တယ်ဆိုလို့ရှိရင်ကျမတို့ကိုယ်၌ကခုနပထမပိုင်းမှာပြောခဲ့တဲ့ဒီကိုယ်တိုင်မကောင်းမဲနဲ့ကောင်းတဲ့အရာတွေကိုလုံနိုင်တဲ့လူတွေကိုပြောတာမဟုတ်ဘူးတကယ်ပဲစစ်မှန်တဲ့ဖြောင့်မတ်ခြင်းရှိတဲ့သူတွေကိုဘုရားကကျမတို့ကိုအမြဲတမ်းသုံးမှာဘုရားကကျမတို့အမြဲတမ်းသုံးဖို့စောင့်နေတယ်ဘုရားကသူ့ရဲ့နိုင်ငံတော်အတွက်တကယ်ပဲစစ်မှန်တဲ့ဖြောင့်မတ်ခြင်းရှိတဲ့လူရှာနေတယ်ကျမတို့တကယ်ပဲဘုရား၌စိတ်အားကြီးပြီးဘုရား၌မှန်ကန်ပြီးဟန်ဆောင်တဲ့မျက်နှာဖုံးတွေကိုပြောရမှာတကယ်ပဲမှန်ကန်ပြီးဖြောင့်မတ်တဲ့သူတွေကိုဘုရားကဘယ်လိုသုံးရမလဲရှင်ဘောလူကကျမတို့ရောက်စီတိုင်းကိုဘာပြောထားလဲကျမတို့အားလုံးဟာဆိုလို့ရှိရင်ဘုရားကသုံးလို့ရတဲ့လက်နက်တစ်ခုဖြစ်ဖို့လိုအပ်တယ်ကျမတို့ဘာလက်နက်လဲဘုရားရဲ့ကဲတင်ခြင်းမှာကျမတို့လက်နက်ဆိုတာဘာလဲကျမတို့ဓာတ်ဆိုတာဘာလို့ပို့လဲဒုတ်ဆိုတာဘာလို့ပို့လဲဒါမှမဟုတ်တနက်ဆိုတာဘာလို့ပို့လဲလှန်ဆိုတာဘာလို့ပို့လဲကျမတို့အတ္တတာပါလက်နက်လိုအပ်တယ်ဆိုတာဘာဖြစ်လို့လဲကျမတို့ကိုဘုရားကသုံးမယ်လက်နက်တစ်ခုလို့ဆိုတိုက်ခိုက်ဖို့ဖြစ်တယ်စာတန်နဲ့ကျမတို့ဟာအမြဲတမ်းတိုက်ခိုက်ဖို့ကျမတို့ဘုရားကလက်နက်တစ်ခုကိုသုံးခြင်းကျမတို့ကလက်နက်တစ်ခုဖြစ်ဖို့အရေးကြီးတယ်စာတန်နဲ့တိုက်ခိုက်ဖို့အတွက်ကျမတို့ကတခြားဟာဖြစ်เสียမလို့ဘုရားကကျမတို့လက်နက်ဖြစ်ဖို့အရေးကြီးတယ်စာတန်ဟာဆိုလို့ရှိရင်ကျမတို့အတ္တတာကိုအသုံးပြုပြီးတော့ဘုရားကစာတန်ကိုတိုက်ခိုက်မှာဖြစ်ကျမတို့ဟာဒီလိုပြောလို့တခြင်းနေကျမတို့ဆိုကြအောင်နော်ကျမတို့ဒီဒိုင်းတွေတို့ဝိယုံတွေတို့ဓားတွေတို့ဘာကက်တင်ချင်းရဲ့လက်နက်တွေပေါ့တန်ခမောက်တွေဓားတွေပေါ့ဒီအရာတွေကတခြင်းဆိုကောင်းရုံနဲ့ပေါ့ကျမတို့အတ္တတာမှာအဲ့ဒါတွေကကိုယ်တိုင်ဝတ်ဆင်ရမယ့်အရာဖြစ်တယ်လို့ကျမတို့ကိုယ်၌ကဒီဖြောင့်မတ်ခြင်းဆိုတဲ့လက်နက်ကျမတို့အတ္တတာမှာရှိဘူးဒီအရာအားဖြင့်ကျမတို့ကစာတန်ကိုတိုက်နိုင်မယ်ဒီအရာအားဖြင့်ကျမတို့ဟာဖျားရဲ့နိုင်ငံတော်တွေကိုသွားဖို့အတွက်အတားအဆီးဖြစ်တဲ့အရာတွေအားလုံးကိုကျမတို့တိုက်တယ်ကျမတို့အတ္တတာအကောင်းဆုံးနဲ့ဖျားရှိမှာအသက်ရှင်ဖို့လိုအပ်တယ်ကျမတို့ကကောင်းတဲ့အရာတွေလုပ်ပြီးအသက်ရှင်ရမယ်လို့ကျွန်တော်ပြောတာမဟုတ်ဘူးဒီကနေ့မှာကျမတို့ဟာတကယ်ပဲကိုယ်တိုင်ကောင်းတဲ့သူဖြစ်ကိုယ်တိုင်ကောင်းတဲ့သူဖြစ်ပြီဆိုလို့ရှိရင်ကျမတို့ကကောင်းတဲ့အရာတွေထူးပြီးတော့လုပ်เสียရမှာလို့ကျမတို့အသက်တာကောင်းတဲ့အရာတွေကိုစူးစမ်းပြီးလုပ်ရတယ်ဆိုတာတော့မှန်ပေမဲ့မကောင်းဘဲနဲ့ကောင်းတဲ့အရာတွေကိုစူးစမ်းပြီးလုပ်နေတဲ့အလကားပဲကျမတို့အသက်တာမှာကိုယ်တိုင်မဖြောင့်မတ်ပဲဖြောင့်မတ်ချင်အောင်ဆောင်တဲ့အရာတွေလုပ်နေတယ်ဆိုအလကားပဲနော်ကိုယ်တိုင်မမှန်ကန်ဘဲနဲ့မှန်ကန်တဲ့အရာတွေကိုစူးစမ်းပြီးလုပ်နေတယ်ဆိုအလကားပဲကျမတို့ကိုယ်၌ကဖြောင့်မတ်ရမယ်
ကျမတို့ကိုယ်၌ကမှန်ကန်ရမယ်ကျမတို့ကိုယ်၌ကအစစ်အမှန်ဖြစ်ရမယ်ဒါဆိုလို့ရှိရင်ကျမတို့ဒီຢာတွေလောက်တဲ့အခါမှာတသားတယ်တစ်ထက်တည်းဖြစ်သွားတယ်ကျမတို့အတ္တမှာကောင်းတဲ့ຢာတွေလောက်ဖို့စူးစမ်းတာမဟုတ်ဘဲနဲ့ကိုယ်တိုင်ကောင်းတဲ့သူဖြစ်ဖို့အတွက်ဖျားရှိမှာစူးစမ်းတဲ့သူတွေရက်တည်တဲ့သူတွေဖြစ်ဖို့အတွက်ကျမဒီကနေ့အနေနဲ့ခွာပေးကြပါတယ်ကျမနည်းနည်းပေါ့နော်ပုံဝင်ရင့်လာတဲ့အခါမှာနေလို့လည်းကောင်းတဲ့ခါကျအကြိုင်းစကားပြောနိုင်ဖို့မောတာပေါ့အဲ့ကကြောင့်ဒီလောက်နဲ့ပဲကျမဒီနေ့အနေငယ်ခွာပေးနေပါဝင်ကြပါတယ်ကျောင်းတော်ပြောဆိုင်မှာဖျားရှင်ကောင်းကြည့်ပြပါစေAmen.